ကဲပရိသတ်ကြီးဒီကတော့ပဲဟင်းပေါ့ပရိသတ်ကြီးဒါပဲဟင်းမှာဒါကတော့ကျွန်တော်သခွားသီးဒါကတော့ငါးဟင်းမှာပရိသတ်ကြီးငါးဟင်းခွဲသီးကြော်ချက်မောင်ကျော်ပရိသတ်ကြီးချက်မောင်ကျော်ဒီနေ့ထမင်းစားကြမယ်ပရိသတ်ကြီးအားလုံးပဲမင်္ဂလာပါကဲထမင်းစားကြပါအောင်ပရိသတ်ကြီးခုနကကျွန်တော်ပြလို့ဒါပဲဟင်းညာပဲဟင်းဒါသခွားသီးဒါကတော့ငါးစီပြန်ချက်ဒါကကျွန်တော်ခွဲသီးချက်ဒါချက်မောင်ကျော်ကဲပရိသတ်ကြီးငါးစီပြန်ဒီမှာငါးစီပြန်နဲ့ကဲဆွဲကြအောင်ရှယ်ပဲပရိသတ်ကြီးငါးစီပြန်နဲ့ဒါချက်မောင်ကျော်ပရိသတ်ကြီးချက်မောင်ကျော်ချက်မောင်ကျော်ပရိသတ်ကြီးကဲချက်မောင်ကျော်ရဲ့ငါးဟင်းရဲ့ဒါငါးဟင်းကဲပရိသတ်ကြီးဦးပြပြကျွေးပါတယ်စားကြအောင်ညကဲပရိသတ်ကြီးကျွန်တော်ဆွဲပြီဟောသခွားသီးကဲလောကပိုက်သားလေးဟောအစီရေးကျွဲပရိသတ်ကြီးရောစားပြီးကြရအောင်လုပ်ပြီးသိချက်မောင်ကျော်ဒါပဲနဲ့အာလူနဲ့ရေတောင်လေးချက်တာပဲစီလေးချက်မောင်ကျော်တော့ကောင်းဒါခွဲသီးချက်ခွဲသီးခွဲသီးချက်ကတူလာငါးဟင်းတော်ကောင်းစားလို့ကောင်းမဲရင်ကျွန်တော်ဗီဒီယိုအဆုံးထိကြည့်ပေးကြတယ်ပရိသတ်တယောက်ချင်းစီကတော့ကျေးဇူးအထူးတင်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်အားလုံးပဲbye bye see you next video bye